Okay ဒီနေ့ကတော့ဒါကျွန်တော် game week 6 prediction တွေပါဒါပထမဆုံးကကျွန်တော် Chelsea ကိုနိုင်ထားတဲ့ Man U ပွဲ Chelsea ကိုနိုင်ထားတယ်နော် Chelsea ကိုနိုင်ထားတဲ့ Man U ပွဲပေါ့ပြန်ကတ်မလားရတယ်လေလားဒီဘက်ပြန်ကန်ခိုင်းလိုက်မယ်ပြန်ကတ်မလားတယောက်မရော့ပဲလေပြန်ကန်ကြဒုတိယပိုင်းဒါတယောက်ထုတ်ပေးရပဲမျှသွားအောင်လို့နော် Casemiro trap ပေးလိုက်တာပဲဒုတိယပိုင်းနိုင်တယ်လို့ပြောလို့ရတယ်နော် Chelsea ကဒါမဲ့ဒါမိနစ်90ပဲရလက်ကယူတာလေOkay ဒါ Brentford နဲ့ဒီဘက် Brentford နဲ့နော် Brentford အိမ်ဝင်းမှာ Man U သွားကန်ရမယ်ဆိုတော့ဟုတ်တယ်Brentford ကလည်းဒီ Thomas Frank ထွက်ပြီးတော့သူအရင်ပြောလောက်ကြီးမကောင်းနေတော့ဒီနှစ်ကအရင်နှစ်တွေဆိုတော့ဒါအသင်းကြီးတောင်ချိန်ချောက်နိုင်တယ်ဆိုတော့ Brentford အိမ်ဝင်းဆိုပေမဲ့ Man U ပဲဒါနိုင်ပွဲဆက်အောင်မယ်တော့ထင်တယ်ရလက်တော့အရင်မပြတ်တော့ကျွန်တော်အနေနဲ့ Z1 လောက်မှန်းနေတယ်တီချာလို့လားတေးကြတာပေါ့ဒါ clean sheet ကိုပေးလိုက်မယ် Man U ဒီပွဲ Z1 ဟုတ်ပါတယ်အခုလည်းအဲ့လိုပဲမှန်းပါတယ်ဒီကတော့ Brentford အနေနဲ့ Man U မနိုင်တော့သေးလို့ထင်တယ်နိုင်တော့သေးဆိုတော့အဝေးကွင်းမှာပဲ Man U ကအဲ့လိုပဲချင်းမြောင်းတဲ့ရလက်နဲ့တစ်ခုနဲ့ပဲပေါ့ဟုတ်တယ် Z1 ပေါ့ Z1 okay ဒါဖွင့်ပွဲကတူသွားပြီတူပါပြီနောက်တစ်ပွဲကဒါ Man U ရှုံးထားတဲ့ Chelsea ပွဲ Chelsea ပွဲ Chelsea ပွဲဘယ်လိုထင်လဲညီလေး Chelsea ပွဲဒါ Chelsea ကံမှာ Brighton ပေါ့ Brighton အိမ်ကွဲမှာဆိုတော့နိုင်ပွဲကတော့ပြန်ယူဖို့တော့လိုနေပြီအဲ Brighton အသင်းကြီးတွေကိုတော့သူအသင်းငယ်ချင်းဆိုရင်တော့အဲ့လောက်မဟုတ်အသင်းကြီးတွေဆိုသူနည်းနည်းဒီနေ့ဒုက္ခပေးထားတယ် Spurs ကိုလည်းတည်ရကန်တယ် City ကိုလည်းနိုင်ကန်ထားတယ်ဆိုတော့ဒါ Chelsea အတွက်လွယ်ပါမလားပေါ့နော်ခက်တယ်ခက်မယ်ဆိုတော့ Chelsea နိုင်ပွဲတော့ပြန်တော့ရလိမ့်မယ်ဂိုးတော့မပြတ်ဘူးတစ်ဖက်ကလည်းဂိုးပြန်ပေးရလောက်တယ်ကျွန်တော်2-1လောက်မှန်းနေဒီပွဲဟုတ်လားတူနေအမြင်နေတူးနေပြီအမြင်နေတူးနေ Chelsea ကမဖြစ်မနေနိုင်ပွဲရှာဖို့ရှာမရတော့မှာကွာသိလားအမျိုးမျိုးအကြောင်းမျိုးနဲ့အဲ့လိုဖြစ်နေနိုင်ပွဲကလည်းပျောက်နေတာ3ပွဲဆက်တိုက်လောက်ရှိသွားပြီဟုတ်တယ်ပိတ်တက်တဲ့ညိုညင်နေကြပြီဟုတ်တယ်အဲ့တော့ Marescati နဲ့ဒီပွဲကိုလုံးဝနိုင်မအောင်ရမယ်မနိုင်လို့ရှိရင်လုံးဝ PR ကိုရောက်သွားလိမ့်မယ်အဲ့တော့ကိုအနေနဲ့လည်းညီလေးလိုပဲ2-1ပဲခံမှန်းခြင်းတယ်ဘာဖြစ်လို့လဲ Chelsea က Asian လည်းဖြစ်တယ်ကွာဟုတ်တယ်Brighton အနေနဲ့လည်းသူကအသင်းကြီးနဲ့ကောင်းလေးရှိတယ်ဆိုပေမဲ့ကိုအနေနဲ့ Chelsea ကတော့ကတ်နိုင်သွားလိမ့်မယ်လို့ထင်တယ် Okay 2-1ပေါ့နော်ဒါအမြင်ကလုံးဝချစ်စွတ်တွေတူးနေချစ်စွတ်တွေတူးနေကဲဒါနောက်ပွဲ Palace နဲ့ Liverpool Palace ကွင်းမှာ Palace ကဒီရာဒီရှုံးပွဲမရှိဘူးလုံးဝမရှုံးသေးဘူးသူတရေကများတယ်ဆိုပဲပေါ့ရှုံးပွဲမရှိတဲ့နှစ်သင်းတွေ့ကြမှာဒါထူးထူးခြားခြားပဲနော် Liverpool ကြတော့ဒါရာနှုန်းပြနိုင်ပွဲပထမဆုံးဘယ်သူရှုံးသွားမလဲဆိုတာရင်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်တယ် Liverpool ဒီနှစ်နိုင်တာကြီးကြည့်လိုက်လုံးဝနောက်ဆုံးမိနစ်9တွေနဲ့ဟုတ်တယ်ပဲလေးကိုသူအသေးခွဲနိုင်အောင်လားသူတို့ကိုယ်တိုင်လည်းကောင်းသလိုကွာကန်ဒီယာရဲ့ဖေးမမှုကလည်းသူတို့ဘက်မှာလုံးဝအပြည့်ရှိနေတယ်ရှိနေဆိုတော့ဒီနေ့ဖလားလီဗာပူးလိုတောင်ပြောလို့ရနေပြီလို့ဖြစ်နေနော် Okay ဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာလီဗာပူးနိုင်ပွဲစရက်မယ်ရှုံးတော့မရှုံးနိုင်ပွဲတော့ရက်သွားမယ်နိုင်ပွဲရက်သွားမယ်လို့တရေလောင်းနေပဲပြီးမယ်ရှင်ကျွန်တော်ဒီပွဲကို1-1မှန်းပါတယ်အကူကတော့အဲ့လိုမထင်ဘူးအဲ့လိုမထင်ဘူးပထမဆုံးအနေနဲ့ Crystal Palace ရှုံးသွားမယ်လို့ထင်တယ်ဟုတ်လီဗာပူးကနိုင်ပွဲတော့လီဗာပူးနိုင်ပွဲရသွားမယ်ပေါ့နော်အခုအနေနဲ့ကတော့ Z2 လောက်လို့ထင်တယ် Okay ဒါနောက်ပွဲ Leeds United ဘုံမောက် Okay ဒါဘုံမောက်ကလက်ရှိ top 4ထဲမှာဟုတ်တယ်သူကတပွဲပဲရှုံးထားတယ်သုံးပွဲနိုင်တပွဲသေးရေဆိုတော့ဒါဘုံမောက်က short တွက်လို့မရဘူးတရားဒီမှာလေလီဂကလည်းတော်တော်ချင်းနေဆိုးတယ်နော်ဟုတ်တယ်လီဂကလီအိမ်ကွင်းဖြစ်တယ်ဆိုပေမဲ့အခုထင်တော့ဘုံမောက်ကပဲနိုင်သွားမယ်လို့ထင်တယ် Okay ဒါအမြင်တူပဲဧည့်သည်အသင်းအနေနဲ့ကို Z2 လောက်နဲ့နိုင်သွားမယ်လို့ထင်တယ် Okay ကျွန်တော်ကတော့ဒါလီဂက clean ဘုံမောက် clean ရှိလည်းမရလောက်ရှင်တယ်ကိုတော့ပြန်သွင်းနိုင်လောက်မယ်ကျွန်တော်လည်းဘုံမောက်အနိုင်တော့အနိုင်မယ်ဒါ1-2 Okay ဒါ City နဲ့ Burnley City နဲ့ Burnley ဒါ City ကနည်းနည်းအချိန်ပြန်ကောင်းလာနေပြန်ကောင်းလာ Burnley ကလည်းကစားခက်တဲ့အသင်းထဲမှာပါတယ်နော်ဟုတ်တယ် Liverpool တော့မနေကန်ထားတယ်ဆိုတော့ Forest ကိုလည်းသူတည်ရကန်ထားတယ်ဒါ City ကွင်းလည်းဖြစ်နေရော City နိုင်တော့နိုင်သွားမှာပါဒီပွဲကတော့ကျွန်တော်တို့ City အနိုင်လို့ပဲထင်တယ်ဂိုးက2-0လောက်မှန်းပါတယ်ဒီပွဲကိုတော့အခုထင်တော့ဂိုးလေးပြန်ပေးရလောက်မယ်လို့ထင်တယ် Okay clean sheet မရလောက်အဲ့တော့အခုအနေနဲ့တော့2-1လောက်နဲ့ Man City နိုင်သွားမယ်ပေါ့ Okay ဒါ City အနိုင်ကဲဒါကြားလက်တွေစိုးနေရ Forest တက်တဲ့အင်းထဲမှာအကောင်းဆုံးဒါ Sunderland နဲ့တွေ့မယ်ဆိုတော့ဘယ်လိုထင်လဲ brother ဒီနေ့တက်တဲ့အသင်းထဲမှာဆိုကို Sunderland ကိုတော့ကြိုက်တယ်ဝမ်းဟုတ်တယ်အစင်ခွန်မှာတက်ဆင်းဖို့လည်းရှိမဲ့အခြေအနေလည်းမဟုတ်ဘူးဆိုတော့ကိုအနေနဲ့ဒီပွဲမှာဒီ Nottingham Forest အနေနဲ့ကလည်းဒါကောင်းနေတယ်မှာပါတယ်ဗောနော်ကောင်းတယ်ဒါပေမဲ့ဒီရာဒီတော့ဒီပြပြောင်းလဲမှာလေပြောလောက်ကြီးဖြစ်မလာသေးဘူးဆိုတော့ဒါပေမဲ့ Sunderland ကိုကြိုက်တယ်ဆိုတော့ညာလေNottingham Forest ရဲ့အိမ်ကွင်းမှာနိုင်မလားဟုတ်တယ်အဲ့ဒါတကူတော့အခုစဉ်းစားရတယ်ဗောနော်စဉ်းစားတယ်ဆိုတော့အခုအနေနဲ့ဒီပွဲကိုတရီလောက်ပဲခံမှန်းခြင်းတယ်
တူပြန်ပြီဟေး 1-1ပေါ့ ကျွန်တော်လည်းဒီပွဲ Forest ကတရေလောက်ပဲရအောင်မဲ့ထင်တယ်ဆန္ဒလန်းကိုကြိုက်ပြီးမဲ့ဆန္ဒလန်းအနိုင်လောက်ကြီးလည်းမသွားနိုင်ဘူးလို့ထင်တယ်ပွဲပေါ့ဆိုတော့ကျွန်တော်နည်းနည်း Postecoglou ဖြစ်တဲ့နောက်မှာဂိုးလေးပုံမြူးမယ်လို့ထင်တယ်တူလောက်မှန်းနေတယ်ဒီပွဲ ဟုတ်ပါပြီ ဒါကျွန်တော်စနေည နောက်ပွဲပေါ့နော်နောက်ဆုံးပွဲပေါ့ စနေညရဲ့နောက်ဆုံးစပါပေါ့ စပါနဲ့ဥပါ ဘူဝိုင်တန်ဒါတရားဒီအញ្ញံဆုံးဘူဝိုင်တန် ဥပါ လုံးဝအခုဒီတမှတ်မှမရသေး မရ ဘူး သေးဘူး ပြီးခဲ့တဲ့ဘက်ကလည်းအနိုင်မှန်းမိမဲ့လေမနိုင်ဘူးရှုံးမှရှုံးသွားရဲ့ပေါ့ဆိုတော့စပါကိုအိမ်ခွင်းမှာတွားရင်ဆိုင်ရမယ်ဆိုတော့ဒီဝဲလဲထုံးစံတိုင်းရှုံးမှာပါပဲဆိုတော့စပါကိုပြတ်လိုက်မယ်လို့ထင်တယ်ကျွန်တော် 3C မှန်းပါတယ်ဒီပွဲ အကောတော့ 2C လောက်လို့ထင်တယ် โอเค3ခုလောက်လည်းမသွင်းနိုင်ဘူး 3ခုလောက်လည်းမထင်နဲ့ ကဲဒါကျွန်တော်တနင်္ဂနွေနေ့ Sunday ပေါ့နော် Sunday မှာကျွန်တော်ဖီလာနဲ့ဖူဟန် ဖူဟန်နဲ့ ဖီလာလည်း ဒီလားတော်တော်ကြောက် တော်တော်ကြောင်ပြောက်သွားတယ် ဦးနိုင်ဘယ်လိုဖြစ်နေရလဲ ဟုတ်တယ်နိုင်ပွဲလုံးဝမရသေးဘူးတရေ3ပွဲရှုံးပွဲ2ပွဲ ဦးနိုင်ကတော့မျက်ခုံးနဲ့လှုပ်နေပြီပေါ့နော် Okay အညီလေးဘယ်လိုထင်လဲဒီပွဲကို ဖီလာကနိုင်ပွဲရှာမတော့ရတော့မှာဆိုတော့တစ်ဖက်ကဖူဟန်လည်းနည်းနည်းကစားခက်တယ် ဖူဟန်ကို မလွယ်တော့ဘူးဖူဟန်ကနောက်ဆုံးသူဒါပရီးမီးယားလိ2ပွဲဆက်လီနဲ့ဒါ Brentford သူအနိုင်ကန်တာဆိုကျွန်တော်ဒီပွဲဗီလာရှုံးမှရှုံးသွားအောင်မယ်လို့ထင်တယ်ကျွန်တော်ဖူဟန်အနိုင်ပဲပို့ထင်တယ်ဆိုတော့ဒီပွဲက1-2လောက်မှန်းပါတယ် 1-2လောက်အခုလည်းအဲ့လိုပဲထင်တယ်ဖူဟန်နိုင်သွားလိမ့်မယ်ကွာ ဟုတ်တယ် အခုအနေနဲ့ဒီ Aston Villa ကဂိုးတော့ပြန်သွင်းနိုင်မယ်မထင်ဘူး ဟာ အဲ့တော့ကို Z1 လောက်ခံမှန်းချင်တယ် ဗီလာကနည်းနည်းနီးပြပြောင်းလဲတော့လိုနေပြီးတော့ထင်တယ်ဒါတိတ်လည်းခံတော့မဲ့ပုံမပေါ်ဘူးဒီတိုင်းရလက်စိုးနေတယ် Okay နောက်ဆုံးတော့ပဲပေါ့နော် Super Sunday ရဲ့ဒီတစ်ပတ်ရဲ့အကောင်းဆုံးလို့ပြောရမယ် ဟုတ်တယ် Newcastle နဲ့ Arsenal Arsenal နဲ့ အားရနည်းနည်းပွဲချက်ကာလာဖြတ်နေရပြီ ဖြတ်နေရ Man City နဲ့တရေပဲရထားတယ်ဆိုတော့ဒီဘက်မှာလည်း Newcastle ကိုသူအဝေးခွဲမှာတော့ကဲရမယ်ဆိုတော့ brother နည်းနည်းအမြင်လေးအရင်ပြော ခုလောလောဆယ် Arsenal အနေနဲ့ကတော့သူအသင်းကြီးနေတွေ့ရင်ရလက်သိမ့်မကောင်းသေးလို့ပြောလို့ရတယ်နော် ဟုတ်တယ် ပြောလို့ရတယ်အဲ့တော့အခုအနေနဲ့ကတော့ဒီ Newcastle ကလည်းဒီအိမ်ဝေးကောင်းတယ်ကွာ ဟုတ်တယ် ကောင်းတယ်ဆိုတော့ဒီပွဲမှာလည်း Arsenal အနေနဲ့နိုင်မယ်ဆိုတော့အခုဒီနေ့တန်တရားရှိတယ်ကွာရှိတယ်ဆိုတော့ Newcastle နဲ့တည်လောက်ပဲကြောက်အောင်မယ်ထင်တယ် ဒါ 1-1လောက်လို့ကိုထင်တယ် ကဆက်ဒီကနည်းနည်းခြေတော့ကြာနေ ခြေတော့ကြတယ် သူ့အိမ်ကွင်းဆိုတော့ သူ့အိမ်ကွင်း ကျွန်တော်တို့ကစားခတ်အောင်လောက်ပဲလုပ်နိုင်မယ်ထင်တယ် အာ Arsenal စီကနေအမှတ်တော့ခွဲမယူနိုင်လောက်ကျွန်တော်တို့ဒီပွဲ Arsenal တို့ဘာလို့လဲနည်းနည်း ဟုတ် ပို့ တယ် ပြီးတော့နော် ဟုတ်တယ်အီလန်ကတော့ရှိနေပြီဆိုတော့ နည်းနည်းထောက်ပပြနေအခုနောက်ပိုင်း Gordon က ဟုတ်တယ်ဒီကတိုက်စစ်ပေါ့အီဆန်မရှိတော့တဲ့တိုက်စစ်မှာ တဲ့အချိန်မှာနော် ဆိုတော့ဒီပွဲကတော့ကျွန်တော် Arsenal အနိုင်ပဲခက်တော့ခက်မယ်ကျင်းမြောင်းနဲ့ရလာပေါ့ဒီပွဲကျွန်တော်1-2လောက်မှန်းပါ 1-2လောက်ကိုတော့1-1ပေါ့ 1-1 okay ဒါဒီပွဲတူတာလဲတူမတူတာလဲမတူ တူတာတော့များပါတယ် နည်းများရဲဆိုတော့အတူတူဆဲခံရပါဘူး အေးစေးပါ okay ဒါ game week 6ရဲ့ prediction တွေပါစောင့်ကြည့်ကြည့်ပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်